ဒီတစ်ခေါက်မှာတော့ကပအေးအကြီးဆုံးစွမ်းအင်လမ်းကြောင်းကြီးတစ်ခုကိုလန်လွဲပြောင်းဖို့ကြိုးစားခဲ့တဲ့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တစ်ခုအကြောင်းပြောပြခြင်းပါတယ်။ဟုတ်ပါတယ်။ဒီစီမံကိန်းကအောင်မြင်သွားရင်ကပကွန်သွယ်ရေးမြေပုံကတော့ပြောင်းလဲပေါ်စေနိုင်တယ်။ဒါပေမဲ့အဲ့ဒီမှာဆိုတာကြီးကရှိနေတာပေါ့။ဘာဖြစ်လို့ဒီစီစဉ်ဟာမဖြစ်နိုင်ဘူးလို့တော့ပြောလို့ရလောက်အောင်ခက်ခဲနေရတာလဲ။ ကဲ20ရာခိုင်နှုန်းဒီကနန်းကဘာကိုပြောနေတာလဲဆိုတော့ကဘာပေါ်မှာတနေ့သုံးဆွဲနေတဲ့ရေရန်အားလုံးရဲ့9ပုံတပုံအတိအကျပြောရရင်20ရာခိုင်နှုန်းဟာရေလက်ကြားချင်းချင်းလေးတစ်ခုလေးကိုပဲဖြတ်ပြီးသွားနေရတယ်ဆိုတဲ့အချက်ပါပဲအဲ့ဒီလိုနေရာမျိုးကိုပထဝီနိုင်ငံမြေမှာ choke point လို့ခေါ်ကြပါတယ်ဆိုလိုတာကတော့ကဘာကုံသွေးကြီးအသက်သွေးကြောလို့ဖိနေတဲ့လမ်းချင်းလေးတွေပေါ့ဒီနေရာမှာတစ်ခုလွဲချောသွားပြီးဒါမှမဟုတ်ပိတ်ဆို့သွားပြီးဆိုရင်ကဘာစီဝါရေးနဲ့လုံခြုံရေးတစ်ခုလုံးကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်ပြောနေစရာတော့မလိုပါဘူးHormuz ရေလက်ကြားဆိုတာကတော့ဒီ choke point တွေထဲမှာနာမည်အကြီးဆုံးဥပမာတစ်ခုပါပဲ။ဒါဆိုရင်အပိုင်းအနေနဲ့ Hormuz ရေလက်ကြားအကြောင်းကိုနည်းနည်းပိုပြီးအသေးစိတ်ကြည့်လိုက်ကြရအောင်။ဘာလို့ဒီနေရာကဒီလောက်တောင်အရေးပါနေရလဲ။ပြီးတော့ဘာလို့ဒီလောက်တောင်အန်ဒီများတဲ့နေရာတစ်ခုချိသတ်မှတ်ခံထားရတာလဲ။အပြင်ပန်းကြည့်ရင်တော့ Hormuz ရေလက်ကြားက27မိုင်တောင်ကျဲတယ်ရွှေ့ချင်ရတယ်။ဒါပေမဲ့အဲ့ဒါကမြေပုံပေါ်ကအမြင်သက်ပါပဲ။တကယ်လက်တွေ့မှာတံပေါ်ကြီးတွေတွာလာလို့ရတဲ့ရေလမ်းကြောင်းကအသွားတလန်းအပြန်တလန်းကို2မိုင်စီးပဲရှိတာပါစဉ်းစားကြည့်လေကမ္ဘာအကြီးဆုံးရေနန်းတင်ပေါ်ကြီးတွေအားလုံးအဲ့ဒီလမ်းချင်းလေးထဲမှာပဲအတန်းလိုက်ကြီးသွားနေရတဲ့မြင်ကွင်းကိုပေါ့ဆိုအတိတ်ဘက်ကရှင်းလေးပါပဲဒီရေလက်ကြားမှာတင်မမှုတစ်ခုဖြစ်ပြီးဒါမှမဟုတ်မတော်တဆမှုတစ်ခုဖြစ်ပြီးဆိုတာနဲ့အကျိုးဆက်ကကမ္ဘာတမွန်းလုံးကိုချက်ချင်းရိုက်ခတ်တော့တာပဲနေစဉ်ထုံးနေတဲ့လောင်စာစီဈေးတွေထိုးတက်လာမယ်တဲ့ယူပို့ဆောင်ရေးစိတ်တွေတက်လာတာနဲ့အမျှစတိုးဆိုင်ကကုန်ပစ္စည်းတွေပါဈေးတက်လာမယ်။ပို့ဆိုးတာကဒါကပြိပခအကြီးကျယ်တွေထိဖြစ်တော်နိုင်ပြီးကဘာစွမ်းရည်ဈေးကွက်တစ်ခုလုံးကိုထိတ်လန့်တုံးလောက်တော်စေနိုင်ပါတယ်။ဒီလိုဆိုတော့ဒီမေးခွန်းကမေးစရာဖြစ်လာတာပေါ့။ဟော်မူရဲ့လက်ကြားကိုလုံးဝကိုဖျက်သွားစရာမလိုတော့ဘူးဆိုရင်ရောဘယ်လိုလုပ်မလဲ။အဲ့ဒီမေးခွန်းကနေပဲဆယ်စုနှစ်တွေနဲ့ချီပြီးလူတွေစိတ်ကူးရင်ခဲ့ကြတဲ့အင်မတန်ကြီးမန်းချက်ကြီးရဲ့အဖြစ်တစ်ခုထွက်ပေါ်လာခဲ့တာပေါ့။ကဲအခုကျွန်တော်တို့ပြောမှာကတော့ဒူးမြောင်းဖောက်ပြီးလမ်းလွဲမဲ့အိမ်မက်စီမံကိန်းကြောင်းပါပဲမြေပုံပေါ်မှာကြည့်ရင်တော့ရှင်းလေးပဲမင်းတကြောင်းနဲ့ပဲအင်ဂျင်နီယာပညာသုံးပြီးဒီပြဿနာကိုအပီးတိုင်းဖြေရှင်းပြီးမြခဏတဲ့စိုင်ကူးတစ်ခုပေါ့ဒီစီမံကိန်းရဲ့နာမည်ကတော့မူဆန်ဒမ်ဒူးမြောင်းခန္ဓာပါစီကူကတော့ရိုးလေးပဲအိုမန်နိုင်ငံရဲ့မူဆန်ဒမ်ကျွန်းဆွဲကိုတောင်ကျွားထက်ကနေတိုက်ရိုက်ဖြစ်ဖောက်မယ်ဒါဆိုရင်ဒီမိုးတွေကဟိုမိုစရီလက်ချကိုလုံးဝကြီးရှောင်သွားလို့ရပြီလေပါရှန်ပင်လယ်ကွေးကနေအိုမန်ပင်လယ်ကွေးထက်ကိုတန်မတ်ပဲထွက်သွားနိုင်တော့မှာပေါ့ဒီလိုလိုလိုက်ချင်းရဲ့မဟာဗျူဟာရအားသာချက်ကတော့ရှင်းနေပါပဲအမြဲတမ်းနိုင်ငံရေးတင်မာမှုတွေနဲ့ပြည်နေတဲ့ရေလက်ကြားချင်းလေးကိုဖျက်နေရမယ်အစားအခုလိုတင်ဘောတွေကပွင့်လင်းပင်တွေကိုတိုက်ရိုက်ကြီးဆင်းသွားနိုင်တော့မှလေဒါပေမဲ့အဲ့ဒီမှာတင်စကားတစ်ခွန်းထွက်လာပါတယ်မြေပုံမြောက်ဖို့မှာတော့ဒါကတကယ်ကိုထူးချွန်လစ်စေကူးတစ်ခုပဲတဲ့အဲ့ဒီစကားလေးကပဲဇလန်းတစ်ခုလုံးကိုအလဲအပြောင်းဖြစ်စေခဲ့တာပါဘာလို့လဲဆိုတော့အဲ့ဒီရိုးရှင်းလာပါတယ်ဆိုရဲစေကူးအိမ်မဟာကြောက်စရာကောက်လောက်အောင်ရှုပ်ထွေးတဲ့လက်တွေအရှိတရားနဲ့ထိပ်တိုက်တွေ့ရတော့မှမို့လို့ပါပဲကဲအခုဆိုရင်တော့တူးမြောင်းဖောက်ဖို့ဆိုရဲစေကူးရဲ့ခက်ခဲကြမ်းတမ်းတဲ့လက်တွေ့အခြေအနေကိုရင်ဆိုင်ရမယ့်ချိန်ရောက်ပါပြီတောင်တန်းတွေမွေးကြေးရဲနဲ့နိုင်ငံရေးအခက်အခဲတွေပေါ့ဒီလောက်ကောင်းတဲ့စိတ်ကူးတစ်ခုကိုဘာတွေကမဖြစ်နိုင်တော့တဲ့အခြေအနေအထိတွန်းပို့နေတယ်လဲဆိုရဲအတားအဆီးတွေကိုတစ်ခုချင်းစီကြည့်လိုက်ကြအောင်ဒီစီမံကိန်းရဲ့အကြီးမားဆုံးစိန်ခေါ်မှုကဘာလဲဆိုတော့မြေတူးတာမဟုတ်ဘူးကြောက်တောင်အစ်စ်ကြီးတွေကိုဖျက်ဖောက်ရမှာအဲ့ဒီတောင်တွေကလည်းသာမန်တောင်တွေမဟုတ်ဘူးနော်မီတာ2000ထိမြင့်တဲ့ဟာဂျာတောင်တန်းကြီးပနမတူးမြောင်းနှုံကတူးခဲ့ရတဲ့အနက်26မီတာလောက်နဲ့ရှင်ကြည့်လိုက်ဘလောက်တောင်ကြီးမားတယ်ကွာခြားချက်ကြီးလဲဆိုတာစဉ်းစားရကြည့်တော့အဲ့ဒီတောင်တန်းကြီးကိုဖျက်ပြီးတူးမြောင်းဖောက်ဖို့ဆိုတာကကမ္ဘာအကြီးဆုံးရေနံတင်သင်္ဘောကြီးတွေ VLCCs လို့ခေါ်တဲ့သင်္ဘောတွေ AACC ဖြတ်သွားနိုင်ရအောင်အောင်ကျေပြီးနဲ့ရမယ်ဆိုတော့ကြောက်တန်ချိန်တန်းပေါင်းများစွာကိုဖောက်ခွဲရမယ်ဖြတ်တောက်ရမယ်ပြီးတော့အဲ့ဒါတွေကိုတဲထုတ်ရှင်းလင်းရအောင်မယ်တကယ်ကိုစိတ်ကူးနဲ့တော့မန်းစားလို့မများတော့အောင်ကြီးကျယ်ခမ်းနားတဲ့အင်ဂျင်နီယာလုပ်ငန်းကြီးတစ်ခုပါကဲကုန်ကြစိတ်အပိုင်းကိုလာပါဒီဘလောက်ကုန်မလဲဒေါ်လာဘီလီယံရာနဲ့ချီပြီးကုန်ကျနိုင်တယ်လို့ခန့်မှန်းကြတယ်အလွယ်တကူနိုင်ရှင်ကြည့်အောင်အားလုံးသိကြတဲ့ပနာမတူးမြောင်းတိုးချဲစီမံကိန်းကဒေါ်လာ9ဘီလီယံလောက်ပဲကုန်တယ်ဒီစီမံကိန်းကအဲ့ဒီထက်အစားပေါင်းများစွာပိုရီးမားနေတာပါဒါဆိုအဓိကအသားစီကြီးတွေကိုအချင်းချုံပန်ကြည့်ရအောင်နံပါတ်1မိသားနဲ့ထောင်းမင်းတဲ့တောင်တန်းတွေကိုဖျက်ရမယ်
နံပါတ်2ကမ္ဘာအကြီးဆုံးသင်္ဘောတွေအတွက်အေယာမအရေလမ်းကြောင်းဤတစ်ခုတူးရမယ်နံပါတ်3အဲ့ဒီအားလုံးအတွက်ဘီလီယံရာနဲ့ချီတဲ့ပိတ်ဆံလိုမယ်နောက်ဆုံးကအခက်ဆုံးဖြစ်နိုင်တဲ့နံပါတ်4တော့အိုမန်နိုင်ငံမှာလုံးမယ်ဒီလောက်ကြီးတဲ့စီမံကိန်းအတွက်ဒေတာတွေနိုင်ငံတွေရောနိုင်ငံတကာကပါသဘောတူညီမှုရအောင်လုပ်ရမယ်နိုင်ငံရေးပြဿနာပါပဲ ကောင်းပြီအခုထိပြောခဲ့လာဒီကရုပ်ပိုင်းဆိုင်ရာနဲ့ငွေရေးကြီးရေးအခက်အခဲတွေပေါ့ဒါပေမဲ့အဲ့ဒီထက်တောင်ပိုအရေးကြီးတဲ့အချက်တစ်ခုကျန်နေပါသေးတယ်ဒီတူးမြောင်းဟာတကယ်ပဲပြဿနာကိုဖြေရှင်းနိုင်မှာလားဒါမှမဟုတ်အန်တရရှိတဲ့နေရာတစ်ခုကိုနောက်တစ်နေရာစီရွှေ့လိုက်တယ်လို့ပဲဖြစ်နေမလား အဓိကအချက်ကထားပါပဲတကယ်တမ်းမှာတော့ဒါချုပ် point တစ်ခုကိုနောက်တဲ့နေရာစီရွှေ့လိုက်တာနဲ့ဘာမှမထူဘူးဆိုရအများမှာဒီအချက်ကတူးမြောင်းရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးလက်ခံရခက်တဲ့အမှန်တရားတစ်ခုကိုထောက်ပြနေပါတယ် ဘာလို့လဲဆိုတော့လူဒီဖန်တီးထားတဲ့ဒီဒူးမြောင်းချင်းချင်းလေးရလဲတဘာဝအတိုင်းဖြစ်နေတဲ့ဟော်မိုးစီလဲကြားလို့ပဲအားနေချက်တီရှိနေတုံးပါပဲဥပမာတင်ဘောတစီတောင်းတန်ထားတာတစုံတစ်ယောက်ကပြစ်မှတ်ထားတိုက်ခိုက်တာဒါမှမဟုတ်တဘာဝဘေးအန္တရာယ်တစ်ခုခုကြာရောက်တာနဲ့ဒီဒူးမြောင်းတစ်ခုလုံးပိတ်သွားနိုင်တာပဲပြောရရင်တော့ပူလင်းလေပင်ချင်းတစ်ခုကိုနောက်ထပ်ပူလင်းလေပင်ချင်းတစ်ခုနဲ့အစားထိုးလိုက်တယ်လို့ပါပဲ နောက်ဆုံးမှာတော့ဒီမူစန်ဂျမ်ထူးမြောင်ဆိုတဲ့စိတ်ကူးအိမ်မက်ကြီးကနေကျွန်တော်တို့သင်ခန်းစာနှစ်ခုနောက်ရနိုင်ပါတယ်ပထမတစ်ခုကတော့ကျွန်တော်ရဲ့ကမ္ဘာလုံးဆိုင်ရာကုံသွဲရေးစစ်တမ်းကြီးဟာဖထဝီပင်အနေချားပေါ်မှာဘလောက်တောင်နက်နက်ရှိုင်းရှိုင်းမိခိုနေရတယ်လဲဆိုတဲ့အချက်ပါနောက်တစ်ခုကတော့ဘလောက်ပဲရှုပ်ထွေးခက်ခဲတဲ့ပြဿနာဖြစ်နေပါစေအင်ဂျင်နီယာပညာနဲ့ဆိုရင်ရာအလုံးကိုဖြည့်ရှင်းနိုင်လိမ့်မယ်လို့အကောင်းမြင်တတ်တဲ့လူသားတွေရဲ့မိုးရပါစိတ်စင်တာတစ်ခုပါပဲ ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်ကျွန်တော်တို့အားလုံးမိခိုနေတာတဲ့ဒီကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစနစ်ကြီးကတကယ်တမ်းမှာဘလော့အထိတိမ်မွေ့ပြီးအလွယ်တကူပျက်စီးသွားနိုင်ပါတယ်လေဒီအချက်ကတော့ကမ္ဘာစီးပွားရေးတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်မိခိုနေကြတယ်လဲဆိုတဲ့ပုံရိပ်အကြီးကြီးကိုပြန်ပြီးစဉ်းစားသုံးသပ်ဖို့လမ်းဖွင့်ပေးလိုက်တာပါပဲ